မြန်မာယူဆက်ခွန်အမျိုးသမီးအသင်းကတော့ဒီနေ့ညနေမှာ VNN ယူဆက်ခွန်အမျိုးသမီးအသင်းနဲ့ရှင်ပြိုင်ကစားသွားဖို့ရှိပါတယ်။အုပ်စုပွဲစဉ်ရဲ့နောက်ဆုံးပွဲကိုရှင်ပြိုင်ကစားသွားမှာလည်းဖြစ်ပါတယ်။မြန်မာအမျိုးသမီးယူဆက်ခွန်အသင်းကတော့အုပ်စုအဖွင့်ပွဲစဉ်မှာကျွန်တော်တို့အင်ရှင်တရုတ်အသင်းကို6 ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့တယ်။ဒုတိယပွဲမှာလည်းထိုင်းယူဆက်ခွန်အသင်းကို1 ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့ပါတယ်။ဒီနေ့ကတော့အုပ်စုရဲ့နောက်ဆုံးပွဲဖြစ်တယ်ပေါ့နော်။ကျွန်တော်တို့ VNN နဲ့ရှင်ပြိုင်ကစားရမယ်။ VNN ယူဆက်ခွန်အသင်းကိုကျွန်တော်တို့အနိုင်ရရှိခဲ့မယ်ဆိုရင်တော့နောက်တစ်ဆင့်တက်ဖို့အတွက်ကျွန်တော်တို့မျှော်လင့်ချက်နည်းနည်းလေးတော့ရှိကောင်းရှိနိုင်တယ်ဗျ။ဘာလို့လဲဆိုတော့ကျွန်တော်တို့ကအုပ်စုက3အုပ်စုရှိပါတယ်။အုပ်စု3အုပ်စုကနေကျွန်တော်တို့ပထမဒုတိယ2သင်းစီတက်မယ်ပေါ့နော်ပြီးွားရင်ကျွန်တော်တို့နောက်ချွင်းချက်အနေနဲ့ပေါ့နော်အုပ်စုတတိယအကောင်းဆုံးပေါ့နော်တတိယအကောင်းဆုံးက2သင်းတက်ရောက်ခွင့်ရှိမှာဖြစ်တဲ့အတွက်မြန်မာသင်းကဒီနေ့ပွဲကိုနိုင်မယ်ဆိုရင်တော့ကျွန်တော်တို့ကရမှတ်က3မှတ်ရရှိမယ်ဒါပေမဲ့ကျွန်တော်တို့အုပ်စု B နဲ့ C နဲ့ရလဒ်တွေပေါ့နော်ရလဒ်တွေကိုတော့ကျွန်တော်တို့စောင့်ကြည့်ရဖို့လိုအပ်ပါတယ်ရလဒ်တွေအပေါ်စောင့်ကြည့်ပြီးတော့ပေါ့ကျွန်တော်တို့အခွင့်အရေးအနည်းငယ်တော့ရှိနေသေးပါတယ်ဒါကြောင့်မို့ဒီညနေရှင်ပိုင်းကစားမယ်ညနေ6နာရီမှာရှင်ပိုင်းကစားမယ်မြန်မာနဲ့ VNN ပွဲစဉ်ကိုကျွန်တော်တို့အတူတူအားပေးကြအောင်ပေါ့နော်ပြည်သက်တွေအမြင်မှာရောကျွန်တော်တို့မြန်မာမျိုးသမီးယူဆက်ခွန်အသင်းအနေနဲ့ VNN ကိုနိုင်လားပေါ့comment မှာတစ်ချက်အဲ့ဒါလေးဖြည့်ပေးခဲ့ပါဦးပွဲပြီးွားရင်ကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ